အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့မိတ်ဆွေတွေဘယ်လိုလဲရကြလားရှိခိုးတုံညာအပိုင်ရနော်တုံညာရဲ့4ရဲ့2ရဲ့မပြောက်ဘူးလို့ပြောခဲ့တာနော်တုံညာရော4ရောကြေသွားပါပြီတာဝန်ကျမရဲ့တာဝန်ကြေသွားပါရှင်နှစ်ကတော့တောက်ကြံဒီတည့်မျောမယ်နော်မနှက်ဖန်တော့မသိဘူးနှစ်ကတော့မနှက်ဖန်ကိုကျမမကြိုက်သေးဘူးပေါ့နော်တောက်ကြံဒီတည့်ကိုနှစ်ကိုမျောကြည့်မယ်ပေါ့နော်တောက်ကြံဒီတည့်နှစ်မပေးရင်တော့တနင်္လာအင်္ဂါဖြစ်သွားလိမ့်မယ်နော်ကဲ40လေးရလားတုံညာကိုထိတ်အားတာလို့ကျမပြောခဲ့တာဒါပေမဲ့တုံညာအပိတ်ပြဒီမကြည့်40တဲ့ဒီ1ချိန်ဒီဈေးကွက်ကဒါလို့တယ်နော်ဈေးကွက်ကဒါကီးဒီကီးရခွေလဲခွေတယ်မခွေရင်ဒီ1ချိန်နဲ့ကဈေးကွက်ကြီးနေတယ်ပေါ့နော်ဒီတကယ်လို့တစ်ကိုသာပေးမယ်ဆိုရင်တော့တစ်ကအပိုင်းပေါ့နော်ဒီပိုင်းအဲ့တော့မှဒီဟာနဲ့တွဲတယ်ဒါနဲ့တွဲတယ်ဒါနဲ့တွဲတယ်ပေါ့နော်အဲ့လိုမျိုးကြီးသွားလိမ့်ရှိတယ်ဒီလိုလာတယ်ပေါ့နော်ဒါကဒီနေ့ပေးခဲ့တဲ့ဟူးနေပေးခဲ့တဲ့ကတ်ပေါ့နော်ဟူးနေပေးခဲ့တဲ့ကတ်ဒီမှာ2ရက်တွင်းစဉ်းစားပါဆိုတာဒီမှာ40တဲ့ကျမရှစ်ကြိုက်ပါတယ်လို့လည်းပြောခဲ့တယ်မရှစ်လျှောက်ဆိုပြီးတော့ဒီ1ချိန်နဲ့ရှစ်လျှောက်ပေါ့နော်အဲ့ဒီရှစ်ကမနေ့ကလေးကကျမထိတ်တလုံးအနေနဲ့ရထားတာပေါ့နော်မနေ့ကမစောဒီနေ့ကျမရှစ်ထိတ်ရှစ်ပိတ်လည်းရတယ်ရှစ်ထိတ်ရှစ်ပိတ်ဆိုပေါ့နော်ဟာအလဲတလုံးကတော့အမြဲတမ်း2ရက်အတွင်းကိုသူကဘိုင်တလုံးပေးတာပေါ့နော်ကဲဒါလေးကတော့ဟူးနေမှာကျမတို့တွေဝင်းသွားတဲ့ကတ်ကလေးပေါ့နော်ဒါကမနက်ဖြန်ကပ်ပါဒါကတော့တေးနေကပ်ဖြစ်ပါတယ်ရှင်တေးနေကပ်ကလည်းအတူတူပါပဲ40 43ခွန်ကကီးပေါ့နော်ဒီဟာလေးကတော့ထုံးစံအတိုင်းအရှိန်ပေါ့နော်အရှိန်ဆိုတော့ကျမကတော့မနက်ပိုင်းကို8သို့မဟုတ်4တစ်လုံးပေါ့နော်သူကပေးမယ်တဲ့8 4 1ချိန်မနက်ခင်းပိုင်း3ညနဲ့8ထိတ်ကတော့ညနေခင်းကိုအားကောင်းတယ်ပေါ့နော်တော့အတိုင်းပေးထားတာပေါ့နော်ဒါကတော့ကျွန်မဈေးကွက်ကလေးကိုရှင်းပြခြင်းဖြစ်ပါတယ်ပြီးရင်30 83ပေါ့နော်ကန်ပေးရင်တော့ရမယ်ဒါလေးကတော့ကန်ဆမ်းမဲ့ခဏန်းဖြစ်ပါတယ်ထဲ့ထိုးပေါ့နော်30 83ကထဲ့ထိုးပါတကယ်လို့အပူးပေးမယ်ဆိုရင်66ရဲ့3ညရဲ့ height 3ညကဂျာသာပရိညက်နေတကယ်တော့ကျွန်မတနင်္လာညနေကိုကြိုက်တာပေါ့နော်ဒီ3ညတနေ့ညနေပေးမပေးရင်နောက်တစ်ပတ်အင်္ဂါညနေပေးရမယ်အပူပေါ့နော်တကယ်လို့ဒီ3ညကစောပြီးတော့ပေါ့နော်မနေ့ပိုင်းခြာတာပတိတောက်ကြတနင်္လာနောက်တစ်ပတ်အင်္ဂါပေါ့နော်အဲ့ဒီ9ရက်မှာညနေကင်းစာကိုထိုးပေါ့နော်ဒီ3ညလေအပူကိုကျွန်မ3ညကိုကြိုက်ပါတယ်66ရန်ရမယ်နော်66ရန်ရမယ်88ရန်ရမယ်ပေါ့နော်ပြီးလေးကလည်းရမ်းမှာပါလေးပေါ့နော်အပူးတွေမြင်လို့ပေါ့နော်အပူးပဲပေးမလားအလဲဘူးချပေးမလားဒါမှမဟုတ်ရင်ဘာဘူးလဲတော့မသိဘူးပေါ့နော်တကယ်လို့ဘူးပရိတ်ကြိုက်တယ်ဆိုရင်မကြီးခွန်3ပေါ့နော်ခွန်3လေးထည့်ထိုးပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့4လျှောက်ပေါ့နော်4လျှောက်ကတော့လာပြီးသားပရိတ်အနေနဲ့တော့ကျွန်မပေးဖို့အရင်ခက်ခဲတယ်ပေါ့နော်ပရိတ်အနေနဲ့ပေါ့နော်နေ့တိုင်းပရိတ်အနေနဲ့ဒါကြောင့်မလို့ကျွန်မတို့လုံးပိုင်အနေနဲ့ပဲပြီးပါမယ်ညနေခင်းမှာဟို3ညထိတ်8ထိတ်ထိုးပါ3ညထပ်ပြီးရမှာနော်3ညနောက်တစ်ခေါက်ထပ်ပြီးရမှာနော်နောက်တစ်ခေါက်တကယ်လို့ပြီးရင်တော့ထိတ်ပေါ့နော်3ညထိတ်ကိုဦးစားပေးဆော့မယ်နော်3ညထိတ်ဦးစားပေးဆော့မယ်မနက်ခင်းပိုင်းနေကို8ထိတ်လား3ညထိတ်လား80ပဲပြီးမလားတော့မသိဘူးနော်အဲ့ဒါတွေးပါတယ်ပြီးရင်ဒီ3ညမွေးရမှာနော်မွေးရမှာကျွန်မပြောပြီးပြီညနေခင်းပိုင်းနေ3ညလုံးဝအထူးမွေးရမှာနော်ကဲနောက်ထပ်ကျွန်မကအထူးမွေးနှစ်ကွက်ကလေးပေးပါမယ်နောက်တစ်ပတ်အတွက်ပေါ့နော်နောက်တစ်ပတ်အတွက်ကဘာမွေးလဲဆိုရင်3ညရဲ့30ပေါ့နော်အထူးမွေးပါနောက်တစ်ပတ်အတွင်းပေါ့နော်ကဲ
ကျမကတော့ကျမရဲ့ဟောထဲမှာလေမွေးခိုင်းတဲ့ခဏန်းတွေကတော့လုံးဝ share ချင်းတွေထွက်ပေးရတယ်ပေါ့နော်ဒီမှာ3.3နဲ့10ကိုမွေးပါဒီတစ်ပတ်ထဲမှာလည်းမနေ့ဖန်ကိုလည်းဝုန်းတိုင်းကျဲပြီးရှာပြီးကောင်းနိုင်တယ်ပေါ့နော်ဒီ3.3နဲ့10ကတကယ်လို့3.3နဲ့10ကမနေ့ဖန်အောင်တကယ်လို့မရှာပေးဆိုရင်နောက်တစ်ပတ်မှာတစ်ခွက်ချင်းတွေလာပေးရမယ်ခဏန်းပေါ့နော်အားလုံးပဲမနေ့ဖန်ကံကောင်းကြပါသည်ရှင်မနေ့ဖန်3.လေးထည့်ဆော့ကြပါ3.4မဟုတ်ဘူး3.ပေါ့နော်ဒီ3.လေးတစ်လုံးကဒီ3.ကထပ်ကိုပေးရမယ်စိုက်ပေါ့နော်ပြီးရင်3.နဲ့8ကတစ်လုံးညနေခင်းကို3.ထိပ်8ထိပ်ပေါ့နော်ကျင်းတီတလောက်ရှိပါတယ်ကျွန်မကြည့်နေတယ်ဗျစော်ဝဲတယ်မှာပေါ့နော်ဒီ3.လည်းမနေ့ဖန်ပေးရမယ်မပေးခင်တောက်ကြနေကိုထပ်ပေးရမှာပေါ့နော်မနေ့ခင်းပိုင်းနေဦးစားပေးဆော့ပါကြာသပတေးမနေ့တောက်ကြမနေ့တွေပေါ့နော်ကြာသပတေးညနေသို့မဟုတ်တောက်ကြမနေ့ပေါ့နော်ဒီဟာလေးကတော့ဒါပေမဲ့မယုံမလုံးနဲ့ထပ်တယ်ပါထပ်တယ်စော်ပါ3.ထပ်ပြီးတော့လာပါလိမ့်မယ်ပြီးရင်အထူးမွေး3.10နော်အဲ့ဒါကတစ်ပတ်တဲ့ဒီနှစ်ကွက်ခဲပေါ့နော်နှစ်ကွက်ထဲကိုတစ်ပတ်တဲ့ပိုးမမွေးရဘူးပေါ့နော်ကဲမနေ့ခင်းပိုင်းကတော့8သို့မဟုတ်4ပေါ့နော်အဲ့ဒါမှကျွန်မ3တစ်လုံးကြိုက်တယ်3တစ်လုံးကြိုက်တယ်ဆိုတော့သူက3.3ပေါ့နော်အဲ့လိုပုံစံမျိုးသူကကျွန်မကြိုက်တာတော့ဒါပါပဲမနေ့ဖောင်တော့ဒီနှစ်ကွက်ပေးခဲ့ရင်တော့ရှယ်ပေါ့နော်ရှယ်အားလုံးကျွန်မ channel လေးကို like subscribe လေးနှိပ်ထားပေးပါပြီးရင်ကျွန်မရှင်းပြတဲ့ကတ်ကလေးတွေကိုသိချာအာယုံစိုက်ပြီးနားထောင်ပေါ့နော်အဲ့ဒါပါပဲခွန်ရှောက်ငါးကအပြိုင်ဖြစ်နေနော်ကျွန်တော်တို့ဆင်းပေးသွားတယ်ဒီမှာလေခွန်နှလုံးဆင်းတယ်ရှောက်နှလုံးဆင်းတယ်ငါးနှလုံးဆင်းတယ်ပေါ့နော်4တစ်လုံး3တစ်လုံး1တစ်လုံး9တစ်လုံးနဲ့အပူကြီးများပေးမလားမသိပါဒါပေမဲ့နောက်ထပ်ဘယ်နှချိန်ကြံလဲမနက်ဖြန်ဆိုရင်4ချိန်စားပေါ့နော်4ချိန်စားမှာဗျာ4ချိန်ကျန်တဲ့4ချိန်စားမှာပေါ့နော်ကို့မှာတကယ်လို့1ချိန်ပေါ့နော်1ချိန်ကောင်းရှိတယ်ဆိုရင်တိကျတော့1ချိန်ကောင်းရှိမယ်ဆိုရင်တော့ခွန်ရှောက်ငါပေါ့နော်တစ်လုံးစီပြန်ဆင်းပေးရမယ်ပေါ့နော်အဲ့ဒီ3လုံးကတစ်လုံးပြန်ဆင်းပေးရမယ်အဲ့တော့ခွန်ရှောက်ငါကိုမနက်ဖြန်3နဲ့က8နဲ့က4နဲ့က3နဲ့ကမယ်โอเคအဲ့ဒါဆိုတော့မလွတ်တမ်းပေါက်ကောင်းပေါက်မယ်လို့ကျွန်မမျှော်လင့်ပါတယ်အားလုံးခုလက်ပါအားလုံးခုလက်